ဘုရားလောင်းကဘုရားမဖြစ်ခင်လေးမှာအလွန်ကြီးကျယ်တဲ့အိမ်မက်ကြီး၅မျိုးကိုမက်တယ်တဲ့အဲ့ဒီလောင်းကပထမအိမ်မက်ကဘာမက်တုံးဆိုတော့ဘလောက်ကြီးကျယ်တော့မြေပြင်ကြီးတစ်ခုလုံးကိုအိပ်ရာလုပ်ဟိမွန်တာကိုခေါင်းအောင်ထားတယ်နော်အိန္ဒိယရဲ့မြောက်ဘက်မှာဟိမွန်တာတောင်ကြီးရှိတယ်သိတယ်မဟုတ်လားဟိမွန်တာကိုခေါင်းအောင်ပြီးတော့မြေပြင်ကြီးကိုကြောခင်းဟုတ်လားလက်ဝဲလက်ကအရှိသမုဒ္ဒရာမှာထားလက်ရလက်ကနော်အနောက်သမုဒ္ဒရာမှာထားခြေထောက်ကဘယ်မှာထားအောင်ဆိုတောင်သမုဒ္ဒရာမှာခြေထောက်ကိုထားတယ်တဲ့မြေပုံနဲ့မြင်ကြည့်ပေါ့ကိုဟုတ်လားဒီလောက်ကြီးကျယ်တဲ့အိမ်မက်နော်အဲ့ဒါဘာလို့အဲ့ဒီအိမ်မက်ကိုမက်တာတော့ဆိုတော့တဲ့နော်တပ်ပညုတဉာဏ်အလုံးစုံကိုသိတဲ့တပ်ပညုတဉာဏ်ကိုရမှာဖျားဖြစ်မှာဆိုတဲ့အတိတ်နိမိတ်ပါတဲ့အဲ့ဒီအိမ်မက်ကဟုတ်လားဖျားလောက်ကြီးကျယ်တာရှိတော့ဘူးနော်ဘာကြီးကျယ်တာဆိုတော့ဉာဏ်တော်ကြီးကကြီးကျယ်တာကိုအလုံးကိုသိတာဟုတ်လားနောက်ဒုတိယအိမ်မက်ကတရားမြန်ပြောမှရနော်ဒုတိယအိမ်မက်ကဘာလို့ဆိုချက်ကနေပြီးတော့တိရိယာလို့အမိရတဲ့မြက်တစ်မျိုးပေါက်လာတယ်တဲ့ဟုတ်လားနော်သဘောကပမာဏရှိတော့တဲ့နီမြန်းသောယူရံဖြင့်ချက်တော်မှပေါက်ထွက်၍ကြည်စဉ်ကြည်နေတော့မှာပဲပေါ့ဟုတ်လားတထွားတတောင်တလန်တတာတကာဟုတယူဇနာစသည်ဖြင့်မြင့်၍တက်သွားပြီးလျင်ယူဇနာပေါင်းအထောင်များစွာအစရာဖြင့်မိုးကောင်းကင်ကိုခိုက်လျက်တီနေသည်ဟုမြင်မဲ့တော်မူသည်တဲ့ထို့သောဒုတိယအိမ်မက်ကိုမြင်မဲ့တော်မူခြင်းသည်မေဇိမပရိပဒါဖြစ်သောအထင်ကြီးကမဂ္ဂင်တရားကိုလူနဲ့တို့ဟာဟောကြားတော်မူနိုင်ရာမြင်မဲ့တော်မူခြင်းဖြစ်၏ရှင်းပြရလုံးဝမထင်ပါဘူးနော်ဒုက္ခငြိမ်းချမ်းအကျင့်လန်းကိုဘာလို့ခေါ်တော့ဒုက္ခនិရောဓဂามိနေပရိပဒါမဂ္ဂင်၈ပါးနော်အဲ့ဒီမဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုဟောပြနိုင်ဖို့နော်ဒါကပုဗ္ဗနမိတ်ပဲတဲ့နော်ချက်ကနေမြက်ပေါက်တာကောင်းငင်တီရောက်သွားတယ်ဟုတ်လားနောက်သုံးခုမြောက်အိမ်မက်ကဘာလို့ဆိုတော့တကူလုံးဖြူနေတဲ့ခေါင်းလေးတွေကမဲနေတဲ့ပိုးလောက်ကလေးတွေမျက်စိတွေမြင်ကြည့်ပါနော်လောက်ကလေးတွေခေါင်းလေးတွေကဘာလို့မဲနဲ့နေတကူလုံးကတော့ဖြူဖွေးနေအဲ့ဒီလောက်တွေအများကြီးတခါတည်းခြေတော့ပေါ်ရွာနဲ့တက်လာဘယ်ထိတက်အောင်ဆိုပစစ်ဒူးထိရောက်အောင်တက်လာဒူးနာထိရောက်အောင်တက်လာအကုန်လုံးအဲ့ဒါဒူးထိအကုန်လုံးအဲ့ဒီပိုးတွေနဲ့ပုံလွှမ်းသွားနော်ကိုလုံးဖြူလဲဥကောင်းတဲ့တော့ပိုးလောက်ပေါင်းလို့ဒီခြေသီးတော်ဘုရားမှာပစစ်ဒူးကောင်းတိုင်အောင်တရွတက်ရောက်ဖုံးလွှမ်းကြသည်ကိုမြင်မဲ့တော်မူသည်ထို့သောတတိယအိမ်မက်ကိုမြင်မဲ့တော်မူခြင်းသည်ဝိဖြူစင်ကြယ်ဝိကြသည်များစွာသောလူအပေါင်းဥကောင်းတဲ့သူတို့သည်မြတ်စွာဘုရားကိုကိုယ်ွယ်ရှိကပ်ကမဟာတရဏဂုံခံယူကြဖို့ရန်မြင်မဲ့တော်မူခြင်းဖြစ်သည်တဲ့မြတ်စွာဘုရားရဲ့တပည့်တာဝကတွေအများကြီးနော်လူအဝတ်ကြောင်ခေါ်တာပေါ့နော်များသောဖြင့်တော့ရှေ့ကအဝတ်ဖြူဝတ်ကြတာများတယ်ဝတ်ယုံကြီးတွေဘာကြီးတွေမြင်ဘူးမှာနော်ယောမခက်ကနော်ဝတ်ထားတဲ့အဝတ်တွေဟုတ်လား